အားလုံးပဲမင်္ဂလာပါဒီနေ့ YouTube channel ကနေပြီးတော့ subscribe ပါတယ်ချိုးစားပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါမှာတော့ဆရာသားတို့ရေးသားထားတဲ့သားတို့လူဝဝတယ်ဆိုတဲ့စာအုပ်ထဲကနေစာစုများကိုပတ်ကြားတင်ဆက်တော့မှာဖြစ်ပါတယ်ပထမဆုံးနံပါတ်1အနေနဲ့တော့ဆရာသားတို့ရေးသားထားတဲ့တလအတွန်းကောင်းစွာနေဆိုတဲ့စာစုလေးကိုစတင်ပတ်ကြားတင်ဆက်ပေးပါရစေတလအတွန်းကောင်းစွာနေသားတို့ငယ်စဉ်သူ့ကျွန်ဘဝကစပိန်စီရတဲ့ပင်မလွတ်လပ်လမ်းလေးမှစီလျံဖမ်းသည်နေချက်သမားအုပ်ချုပ်သူတို့အကြောင်းပြချက်မှာစပိန်မှာအနည်းရင်ဖြစ်၍လမ်းလေးမှစီလျံနောက်မှလာသောမော်တော်ကားတရထားများအဖို့အနောက်အရှက်ဖြစ်သည်ဟုဆိုသည်ထို့ကြောင့်လမ်းမေးကိုကပ်၍စီရသည်ကိုလည်းအန္တရာယ်ကင်းသည်ဟုပြောသည်နောက်ပိုင်းကရိယာကုန်ပစ္စည်းအသိမ်းမတင်သည့်ခုံတွင်လူတင်စီကလည်းဖမ်းသည်ရနစီပုံစသောကြီးကြီးမားမားတင်လျင်ဖမ်းသည်သူတို့ကမတော်တဆတိုက်ခိုက်မှုဖြစ်လျင်နှစ်ယောက်တန်ရာရမည်ဟု၎င်းကုံလေးလေးပင်နောက်ပိုင်းတွင်တင်ကစပိန်မထိန်နိုင်ဖြစ်လျက်တိုက်ခိုက်လဲကြမှုပို၍ဖြစ်နိုင်သည်ဟု၎င်းအကြောင်းပြသည်ဘယ်ခေါင်းလောင်ဟွန်းအသေးစားတစ်ခုခုမပါလျင်လည်းဖမ်းသည်အကြောင်းပြချက်ကစပိန်ကိုအရှိန်ပြင်းပြင်းနင်းလာကြကလေးများတက်ကြီးရွယ်အိုများကိုတိုက်မိလျင်တည်စေနိုင်သည်တန်တမာလူပင်ဖြစ်စေဒဏ်ရာရစေကျိုးစေနိုင်သည်ထို့ကြောင့်ရှေ့မှလူကိုအတိပေးရန်အတံပြုကရိယာဘယ်ခေါင်းလောင်ဟွန်းပါရမည်ဟုဆိုသည်ညအခါမှောင်စားပြုသည်နှင့်မိမပါပြန်လျင်လည်းဖမ်းသည်သူတို့ကဆိုသည်မှာလက်တွန်းလက်ကလေးပင်ဖြစ်စေညအခါမိပါမှသာလျင်အဝေးမှလာသောမော်တော်ကားရင်ရထားများကမြင်ရမည်ရှောင်းနိုင်တိမ့်နိုင်မည်ဥပမာစပိန်ကဆေးရောင်အမဲအသားညူညူလူတယောက်အင်ဂျီအနက်လုံကြီးအမဲကွက်ဝေး၍စပိန်စီလာသောညအခါပေ90အတွန်းလုံးဝမမြင်ရနိုင်တိုင်းမိခိုင်းမိနိုင်သည်ဟု၍ဖြစ်၏ထို့အမှုများဖြင့်ဖမ်း၍ရုံးတင်သောဒဏ်ငွေတစ်ချက်နှစ်ချက်စသဖြင့်တက်၏ထိုစဉ်သူကျွန်ဘဝကအဘယ်မျှမလွတ်မလပ်ရှိသည်ကိုရေးရသောတာရုတို့ညအခါမိမပါပဲစပိန်စီပလိမ့်မြင်၍စစ်ပြေတွန်းသသည့်တိုင်အောင်အဖမ်းခံရသေးသည်ညတကောင်ကျော်သမကမိုးလင်းသည့်အထိပလိမ့်များထိုနေရာတယောက်ဤနေရာနှစ်ယောက်ဆိုသလိုတာဝန်ကျနေသည်ဝီစီခေါ်အရေးပေါ်ပလိတ်ခရာမှုတ်လိုက်သည်နှင့်ဘေကထွက်လာသည်မသိပလိတ်ရောက်နေတတ်သည်ဒါတို့သည်ငယ်စဉ်ကအငိမ့်အလွန်ကြိုက်သည်လူပြများကိုအလွန်သဘောကျသည်ဓာန်ပေါက်ညက်ကြီးဓာတ်စီဓာတ်ဆန်ကိုကျင်ခဲကိုပရိခရာကိုဟိုတယ်ကိုစပယ်ရှယ်စသောလူရှင်တော်များပါသည့်အငိမ့်ဆိုလျင်စေမမြဝေးတော်ဝေးစီတွားကြည့်သည်သာဖြစ်၏တညတွင်ဓာန်ပေါက်ညက်ကြီးတို့ပါသောအငိမ့်ကြီးမြင့်နိုင်တွင်ကမြေကိုတည်သောကြောင့်တင်ကြီးစိနာတွင်နေသောသာဓုလည်းညနေဆောင်လောက်ကပင်စပိန်စီ၍ပွဲကြည့်ထွက်ခဲ့၏ထိုစဉ်ကအငိမ့်များမှလည်းမလွတ်လပ်ကျမ၏အကြောင်းပြချက်ဖြင့်ညနေ6နာရီခွဲမှည7နာရီအထိသာအငိမ့်ကခွင့်ရကြသည်ထို့ကြောင့်ပွဲစဉ်ကချင်းကြည့်နိုင်အောင်9နာရီလောက်ကလေးကသာဓုပွဲစဉ်ဘေးတွင်ရောက်နေခဲ့ကည7နာရီပွဲပြီးချင်းစပိန်ကိုတုတ်နင်း၍ပြန်လာသည်ညလုံးကလည်းပလိတ်ကိုကြည့်ရသည်လက်တာလန်
ယခုလာသာလန်းထိပ်သို့ရောက်သည်နှင့်မှောင်ရီထဲမှထွက်လာသောပန်ချာဘီပလိတ်ကစီဖန်ကရဲဌာနသို့ခေါ်သွားလေတော့၏ထိုအခါလက်ဖက်ရည်နှစ်ခွက်ဖုံးမြဖြစ်သောပိုက်ဆံ6ပြားသာဓုကထုတ်ပြီးတော့လဲသူလက်မခံနဲပြီလာမသည်ရဲဌာနရောက်တော့အမီလိပ်စာမိသည်နောက်တစ်နေ့နံနက်10 နာရီတမာရီလူကြီးရုံးသို့သွားရန်ညွှန်ကြားပြီးပြန်လွှတ်လိုက်သည်ချိန်သည့်နေ့ရုံးသို့ရောက်သောအခါတတိယမြောက်နာမည်မှာသာဓုဖြစ်လျက်မြန်မာတမ်းမိနေသောတမာရီလူကြီးကမင်းရောက်လာပြန်ပြီလားဤသို့အမိခံရသည်မှာ၄ချိန်ထပ်မနေတော့ချေသာဓုမှာလမ်းလေတွင်ဘောလုံးကမ်းမှုဖြင့်၎င်းစပိန်2ယောက်စီးမှုဖြင့်၎င်းမိမပါမှုဖြင့်၎င်းတကြံတွင်မလက်ထိုးရန်ကတ္တရာလမ်းကိုဖောက်၍တွန်းတွမှုဖြင့်၎င်းသူ့ကြမဝချွတ်ချက်မှုများဖြင့်ရုံရောက်သည်မှာမကြာခဏဟုတ်ကဲ့တမာရီလူကြီးမှာဥပိုင်များကိုခြေတကောင်ကလာလူကြီးလူကောင်းဖြစ်၏သူအမေကိုတာတို့ကဖြေလိုက်သည်နှင့်အေးဒံဝင်နှစ်ချက်နဲ့ဟုတ်ကဲ့ဘာဟုတ်ကဲ့လဲမပြေသေးဘူးမင်းခဏခဏပြစ်မှုကျွလွန်တယ်စပိန်မိမပါပဲစီလို့အဖမ်းခံရတာ3 ခါရှိပြီဘာဖြစ်လို့မိမထွန်းတာလဲဝယ်စရာပတ်စံမရှိလို့ပါမဝယ်နိုင်လို့မိမထွန်းနိုင်ရင်ညမစီးနဲ့ပေါ့ကိစ္စအရေးကြီးတဲ့ခါသာစီးတာပါညာကြီးမှုချုပ်ဘာအရေးကြီးတာလဲအငြိမ်သွားကြည့်တာပါအငြိမ်ကြည့်တာအရေးကြီးသလားကွဟုတ်ကဲ့လူပြက်ပြက်တာတိတ်ရဲရပါတယ်ရဲတာဟာကျမ်းပါတယ်ဆိုလို့တော်ပြီဒံဝင်နှစ်ချက်ပေးခဲ့နောက်ပြီးတလအတွန်းဒီရုံးကိုပြန်ရောက်မလာစေနဲ့နားလည်လားဒါတလအတွန်းကောင်းစွာနေရမယ်ဆိုတဲ့အဖြစ်နဲ့ခေါ်တယ်ဒါတို့ကဘာမှထပ်မပြောတော့ပဲငွေနှစ်ချက်တန်ဆောင်သည်ဖြတ်ပိုင်းတစ်ခုရသည်နောက်ဆုံးပြစ်ဒဏ်နှင့်ပတ်သက်၍မကြဘူးမခံရဘူးသောကြောင့်ရှင်းရှင်းသိလို့၍ဥပိုင်များစီရောက်သွားပြီကျွန်တော်မသိလို့မေးပြရစေပါမူကြီးတလအတွန်းကောင်းစွာနေရမယ်ဆိုတော့ဒီတလကကြော်ရင်ကောဟာလူဝဝတဲ့ကောင်းလေးပဲသွားဟုပြောရင်ရေရင်တာထုအားမောင်းထုတ်လိုက်သည်ဟုတဲ့တာထုအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ